အားလုံးပဲမင်္ဂလာပါကမ္ဘာအကြီးမားဆုံးသမုဒ္ဒရာကြီးတွေရဲ့အောက်ခြေမှာဘာတွေရှိနေမလဲဆိုတာသင်တို့တွေးဖူးပါသလားငါးကြီးတွေတန်းနာကြောက်တန်းတွေအပြင်ကြောက်တောင်ကြီးတစ်လုံးစာလောက်ရှိတဲ့တမဏိတတဝါကြီးတစ်ကောင်ရှိနေပါတယ်အဲ့ဒါကတော့တိုင်ဖုန်းကလပ်လို့ခေါ်တဲ့နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောကြီးပဲဖြစ်ပါတယ်အရှည်984ပေအမြင့်38ပေရှိပြီးအလေးချိန်အားဖြင့်ကားစီးရေ3000ကျော်နဲ့ညီမျှတဲ့ဒီသင်္ဘောကြီးဟာရေအောက်ပေ1600အထိငုပ်ရှိုးနိုင်စွမ်းရှိပါတယ်။ဒီကနေ့မှာတော့ဒီတမဏိနဂါးကြီးထဲမှာလူပေါင်း160ကျော်ဟာလာပေါင်းများစွာဘလို့ရှင်သန်နေထိုင်ကြလဲဘလို့စွမ်းအင်တွေနဲ့လဲပတ်နေလဲဆိုတာကိုပုံပြောပြသလိုပြောပြသွားမှာမို့အဆုံးထိနားဆင်ပေးကြပါဦး။ဒီသင်္ဘောကြီးတဲကိုရောက်သွားပြီဆိုရင်ဒါဟာရေငုပ်သင်္ဘောလားမြို့ငယ်လေးတစ်ခုလားလို့တောင်ထင်မှတ်မှားရမှာပါ။အထဲမှာအိတ်ဆောင်တွေအားကစားခန်းမတွေခင်မီမိဖို့ကြောင့်နဲ့ရေချိုးခန်းတွေအစုံလင်ပါရှိပါတယ်။ဒါပေမဲ့လူတစ်ယောက်အတွက်အရေးကြီးဆုံးကဘာလဲ။အဲ့ဒါကတော့အောက်ဆီဂျင်ပါပဲ။ရေအောက်မှာလပေါင်းများစွာနေတဲ့အခါလေကောင်းလေတန်းရဖို့အတွက်နည်းပညာနှမျိုးကိုသုံးပါတယ်။ပထမတစ်ခုကတော့ရေကိုလျှက်စစ်နဲ့ခွဲထုတ်ပြီးအောက်ဆီဂျင်ထုတ်ယူတဲ့နည်းပါ။နောက်တစ်နည်းကတော့အရေးပေါ်အခြေအနေမှာသုံးဖို့အောက်ဆီဂျင်ဖျောင်းတိုင်လို့ခေါ်တဲ့ဓာတုဗေဒပစ္စည်းတွေကိုလောင်ကျွမ်းစေပြီးအောက်ဆီဂျင်ထုတ်ယူတဲ့နည်းပဲဖြစ်ပါတယ်။ဒီလောက်ကြီးမားတဲ့သင်္ဘောကြီးကိုမောင်းနှင်ဖို့ဘလို့လောင်စာကိုသုံးတယ်လဲ။နျူကလ িয়ার ပါပဲ။တာမန်ဒီဇယ်အင်ဂျင်တွေနဲ့နှိုင်းယှဉ်ရင်ဒီဇယ်ဂါလံပေါင်းတန်းနဲ့ချီကုန်မဲ့ခရီးကိုယူရေနီယံအနည်းငယ်နဲ့နှစ်ပေါင်း30ကျော်တစ်ဆက်တည်းမောင်းနှင်နိုင်ပါတယ်။နျူကလ িয়ার တပ်ပေါင်းဖို့တဲကထွက်လာတဲ့အပူရှိန်နဲ့ရေကိုအငွေ့ပြန်စေပြီးအဲ့ဒီရေနွေးငွေ့တွေကနေတာဘိုင်တွေကိုလဲပတ်စေကသင်္ဘောကြီးကိုရှေ့သို့တွန်းပို့ပေးတာဖြစ်ပါတယ်။ဒါကြောင့်ဒီသင်္ဘောကြီးဟာစီးဖြစ်စရာမလိုပဲကဘာကိုပတ်နေနိုင်တာပါ။ဒါပေမဲ့ဒီသင်္ဘောကြီးကိုလူတွေကြောက်ကြတာကသူ့ရဲ့အရွယ်အစားကြောင့်မဟုတ်ပါဘူး။သူ့ရဲ့လက်နက်တွေကြောင့်ပါ။သူဟာတိုက်ချင်းပစ်ဒုံးကျည်အစင်း20အထိတည်ဆောင်ထားနိုင်ပြီးဒုံးကျည်တစ်စင်းချင်းစီမှာနျူကလ িয়ার ထိပ်ဖူးအများပြားပါဝင်ပါတယ်။ရေအောက်မှာငုတ်နေရင်းနဲ့တင်ဒုံးကျည်တွေကိုပစ်လွတ်နိုင်စွမ်းရှိပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကရေအောက်မှာမီးလောင်ဖို့လေမရှိတဲ့အတွက်ဒုံးကျည်ကိုလေဖိအားနဲ့အရင်တွန်းထုတ်ပြီးရေပေါ်ရောက်မှအင်ဂျင်ကိုနှိုးတဲ့နည်းစနစ်ကိုသုံးထားတာပါ။ဒီဒုံးကျည်တွေဟာမိုင်ပေါင်း9000ကျော်အထိပြန်တန်းပြီးပြစ်မှတ်ကိုဖျက်ဆီးနိုင်ပါတယ်။ဒါကြောင့်တိုင်ဖုန်းကလပ်ရေငုပ်သင်္ဘောဆိုတာလူသားတွေရဲ့အမခန့်အင်ဂျင်နီယာအတတ်ပညာနဲ့ကြောက်မက်ဖွယ်စစ်လက်နက်ပေါင်းစပ်ထားတဲ့ပြရုပ်တစ်ခုပါပဲ။